ocean နဲ့ Rabbana ဆို ocean နဲ့ Africa အလိန်းနာကျွန်တော်တို့ဘောကိုတွန်းလောင်းပြီးတော်မူပါကျွန်တော်တို့ဘောကိုလောင်းကျွန်တော်တို့တွန်းလောင်းပေးပါဆိုတာစာစကားပေါ့ဗျာပြောရင်ကျွန်တော်တို့အဲ့လိုဖြစ်စေပါပေါ့ဖြစ်စေတော်မူပါSabrown နဲ့ Sabr ရှိစေတော်မူပါပေါ့Sabr တရားရစေတော်မူပါတဲ့အဲ့တော့ဘဒရီဆွာဘာတွေကစစ်လက်နဲ့ထုတ်ပြီးတော့ရန်သူတွေကိုမတိုက်ခဲ့ဘူးလားဒါဆိုရင်သူတို့အလား Sabr မပေးလို့လားသူတို့တောင်းခဲ့တယ်လေကျွန်တော်တို့ Sabr ပေးပါအလားရေးလို့ပြောတာပါလေသူတို့စစ်မတိုက်ဘူးလားကျွန်တော်တို့ Sabr ကိုနားလေတဲ့ပုံစံကဒီကုရ်အာန်အာယတ်နဲ့ဖြောက်ကြီးစကြင်ကျွန်တော်တို့ကပါတစ်ချက်ရရင်နောက်တစ်ချက်ခံဖို့Sabr ကရိုဒဘလ်မီလီကပြောတယ်မလား Sabr လုံးလိုက်ပါရဲ့အလားနစပေးမယ်မှားနေတယ်ကျွန်တော်တို့ Sabr ကိုနားလည်မှု Sabr ဆိုတာအဲ့လိုမျိုးတီးသမျှခံတာမဟုတ်ဘူးဆရာဦးမြတ်သူပြောတယ်တီးခံတယ်တီးသမျှခံတာကို Sabr လို့မခေါ်ဘူးဒီနေရာမှာဘဒရီစာဘာတွေဘာပြောလဲကျွန်တော်တို့ကို Sabr သွန်းလောင်းပေးပါတဲ့သူတို့အားလုံးဓာတ်ကင်ထားတယ်ဟိုဘက်ကိုချဖို့ဘာသာကဘာပြောလဲကျွန်တော်တို့ကိုထွန်းလာအဲ့တော့သူတို့မမှားဘူးကျွန်တော်တို့ Sabr ကိုနားလည်မှုပုံမှားနေတယ် Sabr ဆိုတာကကြန့်ခိုင်တာစိတ်ဓာတ်ကြန့်ခိုင်မှုအပြည့်နဲ့မိမိလိုတဲ့ပန်းတိုင်းကိုရောက်အောင်သွားမယ်ဆိုတဲ့စိတ်ဓာတ်ကြန့်ခိုင်မှုမျိုးဘာသာဒရရှ်ကာရနာဥရဒူလိုပြောရင်ကျွန်တော်အဘိဓမ္မာသွားကြည့်စိတ်ဓာတ်ကြန့်ခိုင်မှုအပြည့်နဲ့လိုရာပန်းတိုင်းကိုရောက်အောင်သွားနိုင်တဲ့စိတ်ခွန်အားပေးပါလို့တောင်းတာ